အားလုံးပဲမင်္ဂလာပါရှင်ရှုမွန်နိုင်ခြင်းတွေကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ပြောပြမယ့်ပုံမြင်လေးကတော့ရုရှားပုံမြင်တစ်ပုဒ်ဖြစ်တဲ့မိကွန်းသုံးသွဲဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်အားပေးကြပါအောင်ရှင်ကြိုက်နှစ်တက်ဆိုရင် like subscribe နဲ့ share ပေးဖို့လည်းမမေ့ပါနဲ့နော်ရှေ့ခါကဘရင်တစ်ပါးကပြဿနာ၃ရပ်ကိုတိလို့တဲ့ဆန္ဒပြင်းပြနေပါတယ်ဒီပြဿနာ၃ရပ်ကလောကမှာဘယ်ချိန်ဟာအရေးကြီးဆုံးဖြစ်တာလဲလောကမှာဘယ်ပုဂ္ဂိုလ်ကအရေးကြီးဆုံးဖြစ်တာလဲလောကမှာဘယ်အလုပ်ကအရေးကြီးဆုံးဖြစ်တာလဲဆိုတာကိုဘုရင်ကသိချင်နေတာပါဒီပြဿနာ၃ရပ်ကိုသိလို့မှန်ကန်စွာဖြေဆိုနိုင်တဲ့သူကိုဆုလက်ပေးမယ်ဆိုပြီးတော့ဘုရင်ကတိုင်းပြည်အနှံ့ကြီးညာစေပါတယ်အဲ့ဒီအခါပညာရှိများပြားလာရောက်ဖြေဆိုကြပါတယ်ပညာရှိတဦးကအရှင်မင်းမြတ်အကြံပေးပုဂ္ဂိုလ်ကအရေးကြီးဆုံးဖြစ်ပါတယ်လို့ဆိုတယ်တခြားတကူကတော့အရှင်မင်းမြတ်အရေးကြီးကအချိန်ကိုသိနိုင်ဖို့အချိန်စရာဆွဲရပါမယ်လို့ဆိုပြီးတော့ကြံတူကတော့အရှင်မင်းမြတ်စက်မှုလက်မှုအတတ်ပညာသာအရေးကြီးဆုံးဖြစ်ပါတယ်လို့ရှောက်တင်ကြပါတယ်ဘုရင်ကဒီဖြေတွေကိုမနှစ်သက်ပါဘူးဒါကြောင့်တောရက်မှာပညာရှိရသေးတစ်ပါးရှိတာကိုကြားလို့မေးမြန်းမှုအတွက်အချွေရန်နေနဲ့နန်းတော်ကနေထွက်ခါခဲ့ပါတယ်ဘုရင်ကရတိကြီးရဲ့အကြောင်းနဲ့မနီမဝေကိုရောက်တဲ့အခါမှာတော့အချွေရန်များကိုထားခဲ့ပြီးတကူတဲ့ရတိကြီးထံကိုသွားခဲ့ပါတယ်။ကျောင်းသင်ငန်းကိုရောက်တဲ့အခါမှာတော့ဟင်းသီးရွက်ဆိုင်ဖို့မြေကြီးကိုပေါက်တူးနဲ့ပေါက်နေတဲ့ရတိကြီးကိုတွေ့ရပါတယ်။ရတိကြီးကအိုမင်းမစွန့်ရှိနေတော့ပင်မကြီးစွာနဲ့မြေကိုပေါက်နေရရှာတာပါ။ဘုရင်ကြီးကရတိကြီးကိုနှုတ်ဆက်ပြီးအရှင်ရတိတပည့်တော်ပြဿနာ၃ရပ်ကိုအလွန်သိလို့လှပါတယ်။လောကမှာအရေးကြီးဆုံးအချိန်အရေးကြီးဆုံးပုဂ္ဂိုလ်အရေးကြီးဆုံးအလုပ်တို့ကဘာတွေဖြစ်ပါလဲဖြေကြားပြီးတော်မူပါလို့မေးမြန်းလျှောက်ထားလိုက်ပါတယ်ရတိကြီးကအဖြေမပေးပါဘူးဘုရင်ကိုစောင်းငှက်ကြည့်ပြီးတော့မြေကိုပဲဆက်လက်ပြီးပေါက်နေတာပါဘုရင်ကမောပန်းနေရှာတဲ့ရတိကြီးကိုကျင်လာလို့အရှင်ရတိတပည့်တော်အရှင်ကိုစားမြေပေါက်ခွင့်ပြုပါလို့ခွင့်တောင်းလိုက်ပါတယ်ရတိကြီးကကျွန်ုပ်ပင်မနွမ်းနေနေတာကိုတင်ကူနေတာကိုကျေးဇူးတင်လာပါတယ်ဆိုပြီးခွင့်ပြုလိုက်ပါတယ်ဘုရင်ကြီးလည်းရတိကြီးကိုနားစီပြီးစူးစမ်းပြီးမြေပေါက်တာမှာမြေနှစ်ကွက်ပြီးသွားပါတယ်အဲ့ဒီအခါဘုရင်ကကိတ္တနာပြီးတော့ပြဿနာ၃ရပ်ကိုထပ်မံမိလျှောက်ပြန်ပါတယ်ရတိကြီးကလည်းမဖြေပါဘူးတကားပင်မလာပြီးငါတလဲမြေပေါက်အောင်မယ်ဆိုတာမိန့်ပါတယ်ဘုရင်ကရတိကြီးကိုပေါက်တူးမပေးပါဘူးဒီပြီးတော့ပဲဆက်လက်ပေါက်ပါမယ်လို့လျှောက်လိုက်ပါတယ်နေဝင်ချင်းရောက်တဲ့အခါမှာတော့ဘုရင်ကအလုတ်ကိုရပ်နားလိုက်ပါတယ်အရှင်ရတိပြဿနာများကိုတီးလို့ဒီပြီးတော့ခီးဝေးကလာခဲ့ရတာပါဖြီဆိုတော်မူပါလို့ပန်ကြားပါတယ်အဲ့ဒီခိုင်မှာပဲပြည်လွမ်းတာကိုကြားလို့လှည့်ကြည့်လိုက်တဲ့အခါလူတစ်ယောက်ကဝမ်းပိုက်ကိုလက်နဲ့ဖိပြီးသူတို့ထံကိုပြေးလာနေတာကိုတွေ့ရပါတယ်အဲ့ဒီလူအနီးကိုရောက်တဲ့အခါမှာညင်းညူပြီးမြေပေါ်ကိုလဲကျသွားပါတယ်ဘုရင်ကြီးနဲ့ရတိကြီးဟာသူ့ရဲ့သွေးစွန်းအင်ကြီးကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဒဏ်ရာကြီးကိုတွေ့ရတာပါဘုရင်ကကျင်နာစွာနဲ့ဒဏ်ရာကိုနှင်းမြန်စွာစီကြော့ပြီးတယ်စီထည့်ပြီးပတ်တီးစီပေးလိုက်ပါတယ်ရေအေးတော့ခက်လက်တိုက်လိုက်ပါတယ်ဘုရင်နဲ့ရတိကြီးဟာလူနာကိုညင်းသွားစားချီမပြီးတော့ကျောင်းသင်ငန်းထဲကိုခေါ်သွားပါတယ်လူနာကိုအိယာပေါ်မှာပဲတိတ်ထားလိုက်ပါတယ်ဘုရင်ကလည်းမောပန်းလာလို့လူနာနီးမှာပဲအိပ်ဆက်လိုက်ပါတယ်မနဲ့လင်းလို့အိယာကနိုးတဲ့အခါဘုရင်ကသူ့ကိုကြည်လင်တဲ့မျက်လုံးနဲ့ကြည်နေတဲ့လူနာကိုတွေ့ရပါတယ်လူနာကခွတ်လွတ်ပါအရှင်ဆိုပြီးဘုရင်ကိုတောင်းပန်ပါတယ်ဘုရင်ကတင့်ကိုကျွန်ုပ်လုံးဝမသိပါဘူးကျွန်ုပ်ကိုတောင်းပန်နေတာကအံ့ဩကောင်းလာပါတယ်လို့ဆိုပါတယ်လူနာကနေပြီးတော့အရှင်ကကျွန်ုပ်ကိုမသိတော့လဲကျွန်ုပ်ကသိပါတယ်ကျွန်ုပ်ကအရှင်ရဲ့ရန်သူဖြစ်ပါတယ်အရှင်ကကျွန်ုပ်ရဲ့နောင်တော်ကိုတတ်ပြီးတော့ကျွန်ုပ်တို့ရဲ့ဘိုးဘွားပိုင်ပစ္စည်းတွေကိုသိမ်းယူခဲ့တာပါဒါကြောင့်ကျွန်ုပ်ကအရှင်ကိုလက်စားချေတက်ဖြတ်ဖို့အတွက်တိတ်တဆိတ်လိုက်လာတာဖြစ်ပါတယ်မနေ့ကတော့ကျောင်းသင်ခန်းမှာအရှင်ပြန်ရင်လှုပ်ကြံမှုအတွက်ခြုံခိုးဖို့ကျွန်တော်စောင့်မျှော်နေခဲ့တာပါနေဝင်တဲ့အတိုင်းအရှင်ကပြန်မလာပါဘူးဒါကြောင့်အရှင်ကိုလှုပ်ကြံကိုထွက်ခဲ့တဲ့အခါမှာအရှင်ရဲ့ကိုရန်တော်တူးနဲ့တွေ့ပြီးတိုက်ခိုက်ကြလို့ဒဏ်ရာရရှိပြီးတော့ကျောင်းသင်ခန်းကိုကျွန်ုပ်ထွက်ပြေးလာခြင်းဖြစ်ပါတယ်ကျွန်ုပ်ရဲ့ဒဏ်ရာကိုအရှင်ကုသပေးခြင်းမပြုပါကမုချတေဆုံးရမှာဖြစ်ပါတယ်
အခုအသက်ရှင်နေတာဟာအရှင်ရဲ့ကျေးဇူးပဲဖြစ်ပါတယ်ကျွန်ုပ်ကအရှင်ကိုတတ်မဲ့ပြုခဲ့ပါတယ်ဒါပေမဲ့အရှင်ကကျွန်ုပ်အသက်ကိုကယ်ခဲ့ပါတယ်အရှင်ကိုကျွန်ုပ်လုံးဝရံမပြုလို့တော့ပါဘူးကျွန်ုပ်ပြုခဲ့တဲ့အမှုကိုလည်းခွင့်လွှတ်ပါကျွန်ုပ်ကိုအရှင်ပြုလို့ရပြုပါအကယ်၍အရှင်ခွင့်ပေးမယ်ဆိုရင်ကျမ်းမာလာတဲ့အခါမှာအရှင်ထံမှာကျွန်ုပ်အမှုထမ်းရွက်ပြီးတော့အရှင်ရဲ့အကျိုးကိုတားစီမြေဆက်ထွန်းရက်သွားဖို့တစ္ဆာပြုပါတယ်လို့လိုက်လေးပြောဆိုပါတယ်သူစကားကိုကြတော့ပြင်ကအောင်မဆုံးဖြစ်သွားပါတယ်အဆွေတင့်ကိုငါခွင့်လွှတ်ပါတယ်အနာပြောက်ကင်းအောင်လဲအတူပါလာတဲ့ငါရဲ့တမတော်ကိုကုသခိုင်းပါမယ်အနာပြောက်ပါကငါထံတင်အမှုထမ်းပါလောငါသိမ့်ပိုက်ထားတဲ့တင်တို့ရဲ့ပစ္စည်းများကိုလည်းပြန်လဲပေးအပ်ပေးမှာပဲလို့ဆိုပါတယ်ဘီရင်ကလူနာကိုတွဲပြီးအချွေရန်နေနဲ့စခန်းချနေရကိုထွက်ခွာသွားမယ်ပြပါတယ်မသွားမီရတိကြီးကိုရှ िख ိုးပါတယ်ရတိမြနောက်ဆုံးအနေနဲ့တောင်းပန်ပါတယ်တပည့်တော်တိလိုတဲ့ပြဿနာ၃ရပ်ကိုဖြေနိုင်မှာကဖြေချတော်မူပါလို့လျှောက်ထားပြန်တယ်အဲ့ဒီအခါမှာရတိမြတ်ကတကားတင်တိလိုသောပြဿနာ၃ရပ်ကိုတင်ကိုယ်တိုင်ဖြေချပြီးဖြစ်ပါတယ်ငါဖြေချရမလို့တော့ပါလို့ဆိုပါတယ်အဲ့ဒီမှာဘီရင်ကရတိမြတ်အရှင်ဆိုလိုတာကိုနားမလည်နိုင်မှာပြဿနာ၃ရပ်ရဲ့အဖြေကိုတပည့်တော်မသိနိုင်လို့မေးမြန်းခဲ့တယ်မဟုတ်ပါလားလို့မြည်တော့ရတိမြတ်ကပြီးတကားမနေ့ကကျွန်ုပ်ပင်မစွာမြေပေါက်နေတာကိုတင်စာနာမှုထားပြီးကူညီခြင်းမပြုဘဲနေခဲ့မယ်ဆိုရင်အဲ့ဒီနေ့ညနေမှာပဲတင်ပြန်သွားမယ်မဟုတ်ပါလို့ဒီခါရန်သူရဲ့လှုပ်ကြံခြင်းကိုမလွဲမသွေတင်ခံရပါဒါကြောင့်တင့်ဖို့အရေးကြီးသောအချိန်ဒီငါ့ကိုကူညီသောအဖြစ်တင်မြေပေါက်နေတဲ့အချိန်ဖြစ်ပါတယ်ထို့အတူထိုအချိန်ကအရေးကြီးဆုံးပုဂ္ဂိုလ်ကလည်းကျွန်ုပ်ပဲဖြစ်ပါတယ်ကျွန်ုပ်ကိုစာနာကူညီမှုကတင့်အဖို့အကောင်းဆုံးလို့ဖြစ်ပါတယ်အဲ့ဒီနောက်ကျွန်ုပ်ထံကိုတင့်ရန်သူကဒဏ်ရာနဲ့ပြေးလာမှလည်းတင့်အဖို့အရေးကြီးဆုံးအချိန်မှာထိုရန်သူကိုအသက်ဘေးမှကင်းဝေးအောင်ပြုစုပေးခြင်းဖြစ်ပါတယ်တင်သာကဲတင်ခြင်းမပြုရင်ရန်သူတေဆုံးပြီးတင်နဲ့ရန်ပြင်းငင်းအောင်ပြုနိုင်မယ်မဟုတ်ပါဘူးအလားတူပဲတင့်အဖို့အရေးကြီးဆုံးပုဂ္ဂိုလ်ကအဲ့ဒီအချိန်မှာထို့သူပဲဖြစ်ပါတယ်ထို့သူအတွက်ပြုစုပေးတဲ့အချိန်ကအရေးကြီးဆုံးအလုပ်ပဲဒါကြောင့်လောကမှာအရေးကြီးဆုံးချိန်ကလက်ရှိအချိန်ပဲဖြစ်ပြီးလောကမှာအရေးကြီးဆုံးပုဂ္ဂိုလ်မှာလက်ရှိအချိန်မှာတင်နဲ့ဆက်ဆံနေတဲ့သူတာဖြစ်ပါတယ်အရေးကြီးဆုံးဆောင်ရွက်ရန်ကိစ္စမှာလက်ရှိအချိန်၌ကြုံတွေ့နေရတဲ့ထိုသူရဲ့ကောင်းကျိုးကိုဆောင်ရွက်ပေးနိုင်မှုပဲဖြစ်ပါတယ်လို့ဖြေကြားလိုက်ပါတယ်ဘီရင်ကလည်းနှစ်သက်မဆုံးကြည်နပ်သွားပါတယ်အရှင်ရတိအရှင်ရဲ့ဖြေဆိုချက်ဒီမှန်ကန်ပါပြီတပည့်တော်ညံနေရပါပြီရှင်လို့ဝမ်းမြောက်ဝမ်းသာလျှောက်ထားပြီးတော့ထွက်ခွာသွားပါတယ်ပုံမြင်လေးကတော့ဒါပါပဲရှင်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်ပါ